ဒီနေ့မမကြီးလုပ်ပြမှာလေးကတော့တပတ်10လောက်ထားခံတဲ့ငပြားကြီးကြော်နီးလေးပဲဖြစ်ပါတယ်ငပြားကြီးကြော်နီးတွေမျိုးမျိုးတွေကမှဒီလိုလေးကိုပဲမမကြီးကကြော်ပါတယ်เนาะအရင်ဆုံးစီပူလာပြီဆိုလို့ရှိရင်တော့ကျက်သွန်နီးပပတိထားတာလေးတွေကိုထည့်ပြီးကြော်လိုက်ပါမယ်ရှင်ကျက်သွန်နီးလေးတွေအရင်မကျွတ်ခင်မှာကျက်သွန်ဖြူထောင်းသားလေးကိုထည့်ပြီးတော့ထပ်ပြီးတော့ကြော်လိုက်ပါတယ်ကျက်သွန်အဖြူလေးရောအနီလေးရောကျွတ်လာပြီဆိုလို့ရှိရင်တော့ပစွန်ကြောက်ထောင်းထားတာလေးကိုထည့်ပြီးတော့ကြော်ပါတယ်ရှင်ပစွန်ကြောက်လေးကိုပါကြော်ပြီးလိုက်မယ်ပစွန်ကြောက်လေးကြော်ပြီးပြီဆိုလို့ရှိရင်တော့မမကြီးကခွဲချမ်းဘက်ကိုဆက်ဆက်လေးထည့်လိုက်ပါတယ်ခွဲချမ်းဘက်များများလေးတုံးထားရပေါ့နော်ဆက်ဆက်လေးစားခြင်းလို့ပါခွဲချမ်းဘက်လေးကိုပါထပ်ပြီးတော့ကြော်လိုက်ပါတယ်ပြီးရင်တော့အချိုငံကိုစိတ်ကြိုက်ထည့်ပါမယ်မမကြီးကငပြရည်နဲ့အချိုမုတ်ကိုပဲအသုံးပြုထားပါတယ်ရှင်ပြီးရင်မကြီးရည်လေးထည့်လိုက်ပါမယ်ပြီးရင်သူ့ကိုမကြီးရည်လေးပါထပ်ပြီးတော့ခြောက်သွားအောင်လို့ကြော်ပေးလိုက်ပါမယ်နော်တချို့ကတော့အဆူကြော်ကြိုက်တယ်ပေါ့နော်မမကြီးတို့ကတော့ဒီလို6ကလေးကိုပဲကြိုက်တဲ့ကြောင်ဒီလိုနီးလေးကိုပဲကြော်တယ်ပေါ့နော်ဒီလိုကြော်နီးလေးကအနည်းဆုံးတစ်ပတ်10လောက်ကတော့အသားလေးအထားခံပါတယ်ရှင်ကဲမမကြီးကတော့ဒီနေ့ငပြားကြီးကြော်လေးနဲ့စားမှာပဲဖြစ်ပါတယ်ဒီငပြားကြီးကြော်လေးကမနက်ထမင်းချက်နဲ့စားရင်လည်းအရန်လိုက်ဖက်ပါတယ်ရှင်